စိတ်ကတော့ဒီလိုဖြစ်နေပြီဒီပြီးတော့ကူကြပါအောင်ဆုံးမကြပါအောင်ပြောကြပါအောင်အရှင်အာနန္ဒာနဲ့အတူဆုံးခံကြွတယ်ရဟန်းတော်တစ်ပါးမျက်စိကိုမဆောင်စည်းမိတော့မာတုကာမတယောက်ကိုကြည့်မိသွားတဲ့အခါမှာရာဂစိတ်ဖြစ်ရာဂစိတ်တွေနှိမ့်ဆက်တော့ဆုံးခံဆက်မကြွနိုင်တော့ဘူးအရှင်အာနန္ဒာကရှိကကြွအဲ့ဒီယဟန်ကနောက်ကကြံခဲ့အဲ့ဒါနောက်ကနေလန့်ကြောက်တယ်အရှင်ဘုရားအာနန္ဒာတပည့်တော်ရာဂနှိမ့်ဆက်ခံနေရပြီဆိုတော့အဲ့မှာအရှင်အာနန္ဒာကဆုံးခံလမ်းမှာပဲတတိပေးစကားဆုံးမစကားပြောတယ်အေးအရှင်ဘုရားတတိလွတ်သွားလို့ဖြစ်တာလူပေါင်းယုံတစ်ခုကိုမြင်တဲ့အခါမှာတတိလွတ်သွားရင်နိမိတ်တနော်လာတယ်ချောတယ်ဆိုတဲ့ပုံနမိတ်တွေကိုတနည်းအားဖြင့်ပြည့်ညက်ပုံရိပ်တွေကိုလောဘစိတ်နဲ့ဖမ်းယူလိုက်သူ့ဘာနမိတ်ပေါ့နော်လောဘစိတ်နဲ့ဖမ်းယူလိုက်တယ်အဲ့ဒီမှာရာဂမိတွေထတောက်တာပဲအဲ့တော့တတိကပ်ဖို့အတုပသဘောတွေဆင်ခြင်ဖို့အရှင်အာနန္ဒာကဆုံးခံလမ်းမှာပဲချက်ချင်းပြောပြလိုက်တော့တတိပြန်ကပ်ပြီးတော့ရှုမှတ်လိုက်တာရာဂတွေပြန်ငြိမ့်သွားတယ်ဒီပြောချင်တာကအဲ့တရားတရားနဲ့ဝင်လာတဲ့အခါမိမိရဲ့အဲ့ဒီတရားတရားကိုအခန်းလျှောက်စေရဘူးအခန်းလျှောက်စေဖို့အတွက်ဆရာသမားကောင်းသတင်းသုံးပေါ်ကောင်းတွေရဲ့ဆုံးမဩဝါဒနဲ့အများကြီးလိုတယ်နော်အဲ့ဒါလေး